ဟုတ်ကဲ့အားလုံးပဲမြင်ရပါဘူးနော်ကျွန်တော်ဒီနေ့မှာတော့ GTA နဲ့တူရဲ့ game လေးတစ်gameပါနော်ကျွန်တော်ရဲ့တငယ်ချင်းနဲ့အတူကျွန်တော်ဆော့အောင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လေး like လေးလုပ်ပြီးအားပေးခဲ့ပါဦးနော်ကျွန်တော်ဗီဒီယိုစတင်တာခုမှတစ်ပုတ်ပဲရှိပါသေးတယ်ကျွန်တော်တငယ်ချင်းကလည်း player gaming ဆိုရဲ account ပိုင်ရှင်ပါခင်ဗျသူ့ကိုလည်းတွားပြီး support ပေးလိုက်ကြပါကျွန်တော်နှစ်ယောက်တူဆော့မှာဆိုတော့ player gaming multiplayer gaming နဲ့ဝင်မယ်ပြီးတော့ quad join ပါနော်ကိုယ့်ရဲ့တငယ်ချင်းနဲ့ club ထောင်ပြီးဆော့မလားဒါမှမဟုတ်အပြင် player နဲ့ဆော့မလားကိုဟာကိုjoin ပြီးဆော့မလားနော် random join ပြီးတော့ဆော့မလားပေါ့နော် okay ဒါကကျွန်တော်အစမ်းဝင်ပြရမှာနော် okay ကျွန်တော်ရဲ့ friend အနေမှာတော့ကျွန်တော်တကယ်ကြီးမရှိသေးဘူးပေါ့နော်တကယ်ကြီးအကောင့်ကျွန်တော်သွားချလိုက်ပါနော်ဟုတ်ကဲ့ကျွန်တော်တကယ်ကြီးရောက်လာသေးရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တယောက်တည်းတစ်ပွဲတော့ခဏအဆန်းစောကြည့်ပေါ့နော်ဒီကသူကိုယ်တိုင်ပြောတဲ့ game ဆိုရင်ကျွန်တော်တခါဝင်မစောကြည့်ရဘူးသူပြောရတော့ရဲနဲ့ကျွန်တော်တို့လို GTA တွေကလိုရဲနဲ့တခိုးလို့စိုးရိမ်နဲ့ဖိုက်တဲ့ခံရမှုလို့ပြောတာပဲโอเคမြေပုံလေးရှိရယ်โอเคဒါကကျွန်တော်တို့ရဲ့ဒီနေရာလို့ပြောလို့ရတယ်ပေါ့နော်ဒီမှာဒါကျွန်တော်တို့ရဲ့ဒီနေရာပေါ့နော်အဲ့တော့ကျွန်တော်တို့ကားလေးနဲ့သွားလိုက်အားလုံးတကူကြိုပြီးပြောခြင်းတာရှိပါရဲ့ကျွန်တော်တို့ဗီဒီယိုရအခုမှစလုပ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီညံ့တာရေဗီဒီယိုလိုအပ်ချက်တွေရှိရင် comment မှာဝေဖန်သုံးသပ်ပေးလို့ရပါတယ်မစိမ့်ပြီးတော့ပါစိတ်လို့ရှိရင်လည်းဖတ်ပေးပါတယ်မစိမ့်လို့ရှိရင်လည်းဖတ်ပေးပါတယ် comment နေရတော့အဲ့တော့မြေပုံလေးတစ်ချက်ရှိုးလိုက်မယ်တော့သွားရလမ်းပြောင်းမြင်ဖြစ်နေတယ်အဲ့တော့အခုတော့ဖမ်းရမယ့်လူရဲ့အိမ်စီကိုရောက်ပြီပေါ့နော်ကျွန်တော်ကအခုလောလောဆယ်မှာရဲနေရာနေပဲစော့ရပါဗျာဟမ်းမို့ဆိုတော့တနက်လေးပါရထုတ်လာအဲ့တော့ဒီဘေးကကျွန်တော်ကြားတော့လောက်ဆိုရင်မိန်းကလေး3ယောက်ကိုတက်ပြီးတော့မွေးငါစားခဲ့ရပဲဆိုတာဟေးအပြေးနဲ့ပြစ်မှာမင်းရောအပြေးနဲ့ရောအပြေးရဲ့ပုံကလည်းရောလွတ်နေအောင်ရမင်းလည်းငါ A4 နဲ့ပြင်ဟောပါ A4 နဲ့ပြင်အောက်ပေါ်မလုံးနဲ့ဘလို့ရဲမှန်ဟမ်ဒီကအားโอเคကျွန်တော်အခုဆိုရင်တော့ရှော့ရခဲ့ပြီပေါ့အားလုံးတောင်းဝင်ပါတယ်နေခုမှဆားဆော့ဆိုတော့အမားရေးလေးနဲ့ပါကောင်းပါဝနိုင်ပါတော့ခုဆိုရင်တော့ကျွန်တော်တငယ်ချင်းတယောက်ကဆိုရင်တော့ဖြင့်ကျွန်တော်နဲ့အတူဆော့မယ်ဆိုပြီးအားချောင်းပြီးတော့ခုဆိုရင်တော့မပါတော့ပါဘူးခင်ဗျာအဲ့တော့အားလုံးပဲဒီ game လေးရဲ့နာမည်ကိုသိချင်တယ်ဆိုရင်တော့ကျွန်တော် comment မှာချပြီးရေးပေးထားပါမယ်ဒီ game လေးကတကယ်ကိုစုပ်လို့ကောင်းတဲ့ game လေးတစ် game ဖြစ်ပြီးတော့အများနဲ့လည်းတည်နေတဲ့ game လေးတစ် game ပဲဖြစ်ပါတယ်အဲ့တော့ကြောင့်နောက်တစ်ခါတော့သွား try ကြည့်အောင်ဟောကျွန်တော်မချင်တော့ကျွန်တော်အောင်ကြည့်နေနိုင်ဒီတစ်ခါကျမတူတဲ့လူစီသွားနေဟိုဘက်မှာညီကို2ယောက်ရှိတယ်အဲ့ညီကို2ယောက်ကကြာတော့သူက
ငွေငါစားပြီး over ပိုမရှင်းတဲ့ညီကိုညောင်းအဲ့ညီကိုညောင်းတော့တော်ပြီးဆုံးပါတယ်ဘယ်ရောက်လဲအဲ့ရှိမှာအဲ့ညီကိုကရမန်ကြီးကျွန်တော်မှတ်မိအဲ့ကောင်နေငွေငါစားပြီးထွက်ပြေးတော့အဲ့ကားနဲ့ကြီးသွားတာကျွန်တော်မှတ်မိနော်ငွေငါစားပြီးပတ်စံမရှင်းနေတဲ့ကောင်နေငါနဲ့တွေ့ပြီ哎呀，哎呦，ကားထင်ရတယ်တော့ခက်တယ်။ရဲကဒွေဆွဲနေပါတယ်ခင်ဗျာ။ဆက်ခုဆိုတော့ကျွန်တော်ဒီဟောညာနိုင်ငံလိုပဲပေါ့နော်။ပြောလို့မရရင်တနက်နဲ့ပြစ်တာပေါ့နော်။ပြစ်စမ်းမင်းခုချက်ချင်းကားပေါ်ဆင်းလာတာမင်းဟိုငါတုတ်တင်ရှင်းလဲရမှာလားအေးအောင်မင်းဆင်းလိုက်တော့မင်းကငါကျင်းစဲနဲ့တို့ဒါနဲ့ရှော့အဲ့ထွက်လာရှော့ကန်းနေကိုပြေအောင်ပါနော်ချက်မှလည်းမတည်ဘူးမထီးနည်းလိုအပ်ချက်လေးရှိလို့တောင်းမှပါတယ်တော့ပြေးသွားပြီတဲ့ what the fuck ဒီကကျွန်တော်ဘလို့မှဆော့မရဟုတ်ဘူးကြာအဲ့တော့မိတ်ဆွေတို့လည်းဆော့ပြီးတော့ဘလို့ခက်ခဲလေးရှိလဲဆိုတော့ comment လေးမှာရေးခဲ့ပေးကြပါဦးလို့ကျွန်တော်ဒီ video လေးကိုဒီနားမှာပဲဆုံးသက်ချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်comment လေးမှာလည်းကျွန်တော်ကိုလိုအပ်ချက်လေးရှိရင်ဝင်ရောက်ထောက်ပြပေးသွားကြပါဦး။ကျွန်တော် channel လေးကိုလည်း support ပေးပြီးတော့ subscribe လေးလုပ်ပေးပါ။ video တိုင်းကိုလက်မှတ်လေးနှိပ်ပြီးဒီ video design နဲ့စောင့်ကြည့်ပေးပါ။ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။